အားလုံးပဲမင်္ဂလာပါကျွန်တော်ရန်လင်းပါဒီဗီဒီယိုလေးကကျွန်တော် introduction and a little update about my life ပေါ့နော်ပထမဆုံး live update လေးပြောပြရရင်2025မှာကျွန်တော်ခီးတွေအများကြီးတော့ဖြစ်တယ်ပြီးတော့ကျောင်းပြီးသွားရဲပေါ့နော်ကျောင်းပြီးချင်းမှာပဲ part time လုပ်နေတဲ့အလုပ်ကနေ full time job offer ရတယ်ပြီးတော့ကျွန်တော်၄အိမ်မြောက်အိမ်ပြောင်းဖြစ်ခဲ့တယ်နှစ်နှစ်ညီးပါးကြာမှာမိသားစုနဲ့ပြန်တွေ့ရတယ်ဆုံးဖြတ်ချက်တွေချရတယ်ဖြစ်ရှင်နိုင်ဖြစ်ဖို့အတွက်လည်းအဲ့ခုန95ကျောင်းကိုကျွန်တော်ထွက်လိုက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ Yanning Create page လေးမှာ content တွေပြီးတော့ update တွေအများကြီးလုပ်သွားမှုရှိတယ်ဆိုတော့page လေးကို like and follow လုပ်ပေးပါလို့မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ bye bye